အားလုံးပဲမင်္ဂလာပါခိုင်သူ channel ကနေကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုမှာကကျွန်တော်ဘာအကြောင်းပြောရခြင်းလဲဆိုတော့ကျွန်တော်တင်နဲ့ဖွင့်နေပေါ့နော်စကားပြောအတန်းဒီမှာကျွန်တော်ကအတန်းပြီးသွားလို့ရှိရင်နော်ဟိုစောင့်ပွဲအောင်တဲ့လူတွေလည်းရှိတယ်ဒါမှမဟုတ်လည်းကြာဝါးတဲ့လူတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်စစ်တဲ့စာမှုပဲသူတို့တွေစီကနေပြီးတော့ကျွန်တော်ဘာလိုအပ်လဲပေါ့နော်ဘာတွေအဆင်ပြေတာရှိလဲဆိုပြီးတော့ကျွန်တော်အမြဲတမ်းမေးလေးရှိတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်စာတင်တာနဲ့ပတ်သက်ပြီးဘာမကောင်းလဲဆိုပြီးတော့ review down လေးရှိတယ်ပေါ့နော်သူတို့ရဲ့ review လေးတွေကျွန်တော်မပြောပြခင်ပေါ့နော်ဘာလို့မအောင်မြင်ရလဲဆိုတဲ့အချက်ကိုနော်ဘာလို့စာမွေးတွေမအောင်ကြလဲဘာလို့ဂျပန်ကိုမရောက်ကြသေးလဲဆိုတာကိုကျွန်တော်တစ်ချက်ပြောပြပေးမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့လုံလောက်တဲ့လေ့ကျင့်မှုမရှိလို့ပေါ့နော်ဥပမာဘာရှိလဲဆိုရင်ဆရာကြီးဦးမြတ်ကျန်ပြောဘူးတယ်ပေါ့နော်ကိုကစံအိတ်အိတ်ကိုမကျင်တယ်ဆိုလို့ရှိရင်ဒီစံအိတ်ကိုမနိုင်တယ်ကို့မှာခွန်အားဗလာရှိရမယ်နော်ဒီပညာရေးတစ်ခုကိုအောင်မြင်ခြင်းနဲ့တက်မြောက်ခြင်းနဲ့ဆိုလို့ရှိရင်ဘာရှိရမလဲဒီပညာရေးတစ်ခုကိုလေ့လာဖို့အတွက်သင်ပေးရမယ့်အချိန်ရှိမယ်ပေါ့နော်ဥပမာ1လ2လ3လ4လ1နှစ်ပေါ့နော်အဲ့လောက်လေ့ကျင့်ရမယ်ဒါကြောင့်မို့လဲတက္ကသိုလ်တွေဆိုလို့ရှိရင်3နှစ်တွေ4နှစ်တွေဂျပန်မှာဆိုရင်တက္ကသိုလ်ဆိုရင်4နှစ်ပေါ့ဗျာမြန်မာပြည်မှာပြီးတော့ဆမ်မွန်ကတ်ကိုဆိုလို့ရှိရင်2နှစ်ပေါ့ဗျာနော်ဒါပြောရလို့ရှိရင်ဒီပလိုမာအတန်းတွေဆိုလို့ရှိရင်2နှစ်ပေါ့ဗျာဒိုင်ကခုတက္ကသိုလ်ဆိုလို့ရှိရင်တော့4နှစ်ပေါ့ဗျာနော်ဒါဒီဟာတစ်ခုကိုသင်ကျွမ်းကျင်အောင်တက်မြောက်ဖို့အတွက်ဆိုရင်အချိန်ဒီလောက်ပေးရမယ်နော်လေးပင်နဲ့အဆိုင်တစ်ခုကိုမမယ်ဆိုရင်တင်မှာလုံလောက်တဲ့ခွန်အားဗလာရှိရမယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့စကားပြောတင်တန်းမှာလဲတင်တန်းမှာပေါ့နော်ဥမာကြာဝါးရဲ့လူတွေနော်လက်လျှော့ဝါးရဲ့လူတွေစာမရသေးတဲ့လူတွေမအောင်မြင်သေးတဲ့လူတွေကဘာကြောင့်လဲဆိုတော့ဥမာကျွန်တော်ကတင်တန်းမှာဆိုလို့ရှိရင်ပေါ့အနည်းဆုံးကျွန်တော်မလေ့ကျင့်ပေးဘူးဆိုလို့ရှိရင်15ရက်နဲ့16ရက်စာပေါ့နော်ဒါကျွန်တော်ပေးရတယ်ကျွန်တော်ကိုပေးရမယ်အချိန်ပေါ့နော်15ရက်နဲ့16ရက်လောက်အချိန်ပေးရမယ်ဒါကဘာလဲဆိုတော့တစ်လခွဲဖြစ်ရင်လည်းဖြစ်မယ်2လဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်တစ်ပတ်မှာ4ပတ်ရှိတယ်ဆိုရင်တစ်ရက်မှာတစ်ပတ်မှာ2ရက်နဲ့လေ့ကျင့်နေဆိုရင်8ရက်16ရက်2လဆိုလို့ရှိရင်ပေါ့နော်15ရက်16ရက်လောက်ပေးရတယ်စကားပြောကိုတင်ကျွမ်းကျင်ဖို့အတွက်ဆိုရင်ဗျာ N4 အောင်ပြီးသားလူ N3 အောင်ပြီးသားလူပေါ့ဗျာနော်ဒီလိုလူမျိုးတွေကစကားပြောကိုလေ့ကျင့်ခြင်းနဲ့အင်တာဖြစ်ဖို့အစဉ်သစ်ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်အချိန်လေး15ရက်တော့ပေးတင်တယ်အချိန်လေး15ရက်မှမပေးနိုင်တဲ့လူပေါ့ဗျာဥပမာပါရှိလဲဆိုတော့တင်တန်းကိုအပြည့်မလာဘူးပြီးတော့တင်တန်းပေးတဲ့လေ့ကျင့်ခန်းတွေကိုမလုပ်ဘူးမစင်းစားဘူးဆိုလို့ရှိရင်တော့သိကြတယ်ဒါအတင်စကားပြောကျွမ်းကျင်ဖို့အတွက်ကလူသေးတယ်ပေါ့နော်အဲ့တော့ဟာစာမရလဲဂျပန်ရောက်သွားလို့ရှိရင်ရသွားမှာပဲဆိုရင်ဟုတ်တယ်ဂျပန်ရောက်သွားလို့ရှိရင်စကားပြောကတော့ရကောင်းရသွားနိုင်တယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်ဘာပြန်ကြားရလဲဆိုတော့ပေါ့နော်ဥပမာကျောင်းနဲ့သွားရလူတွေဆိုရင်တစ်ကျောင်းလုံးမှာအခုကဂျပန်ကထိုင်းနေတောင်ခက်စင်ဖြစ်လာပြီပေါ့နော်ဘာလို့လဲဆိုတော့ဂျပန်မှာဂျပန်စကားပဲသုံးနေဆိုရင်မဲ့ကျောင်းနဲ့သွားမဲ့လူတွေအလုပ်ထဲမှာဆိုရင်စီနီယာမြန်မာတွေရှိမယ်ပြီးသွားလို့ရှိရင်ကျောင်းမှာဆိုလို့ရှိရင်မြန်မာအချင်းချင်းမြန်မာလူတွေပြောနေကြတဲ့အချိန်မှာဂျပန်စာစကားပြောတိုးတက်ဖို့အတွက်ကကိုယ့်အတွက် chance ကနည်းလာပြီဘာဖြစ်လဲဆိုတော့ဂျပန်ရောက်တော့လေမြန်မာစကားပဲသုံးနေဆိုရင်ဘာမှမထူးဘူးပေါ့နော်ကျွန်တော်ဂျပန်မှာနေနဲ့ကျောင်းလည်းတက်နေကျောင်းမှာလည်းမြန်မာစကားပဲသုံးနေဆိုလို့ရှိရင်ကျောင်းကတော့ဆီယမ်မတော့စာတင်တာပေါ့နော်ကျွန်တော်တို့အမြဲတမ်းနားထောင်နေအဓိက speaking ဆိုတာပြောမှရမှာပေါ့နော်အဲ့လိုမပြောဘဲနဲ့ဒီတိုင်းပဲနေဆိုရင်တိုးတက်လာဖို့အကြောင်းမရှိဘူးဒါတကယ်ရှိရနော်ဂျပန်ရောက်နေတဲ့လူတွေမေးကြည့်လိုက်ကျို့ဆိုရင်9နှစ်10နှစ်လောက်ရှိနေပြီဂျပန်စကားကိုကျွမ်းကျင်ရေးလည်းပြောနိုင်လားဆိုရင်မပြောနိုင်တဲ့လူတွေရှိတယ်ပေါ့နော်ဒါမျိုးရှိတယ်အဲ့တော့သွားကျင်တဲ့အဆင်ပြေခြင်းနေဆိုလို့ရှိရင်လေ့ကျင့်မှအောင်ရမယ်နောက်တစ်ချက်ကကျတော့ကျွန်တော်ရဲ့သင်တန်းမှာဆိုလို့ရှိရင်ကျွန်တော်ကလေ့ကျင့်ပေးတယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်သင်ပေးတာမဟုတ်ဗျာသလားသူများအတန်းနေတော့ဘယ်လိုနေမလဲမသိဘူးပေါ့နော်ကျွန်တော်ရဲ့အတန်းကတော့ဥပမာစကားပြောသင်ပေးတယ်ဆိုရင်စကားပြော class တွေဖွင့်လိုက်တဲ့အတိုင်းပဲရှေ့ရကြီးပဲဆီယမ်မာကြီးပဲထိုင်ပြောနေဆရာကြီးပဲထိုင်ပြောနေကျွန်တော်သင်တန်းအဲ့လိုမဟုတ်ဘူးပေါ့နော်ကျွန်တော်ရပြီးွားပြီကျွန်တော်ကိုကျွန်တော်သိတယ်ចောင်းသားကြီးလည်းသိပါပဲအဲ့တော့ကျွန်တော်ဘာလုပ်ပေးလဲဆိုတော့သူတို့ကိုလေ့ကျင့်ခိုင်းတာရော့မင်းဒါကိုဒီလိုလေ့ကျင့်ဒါကိုဒီလိုလေ့ကျင့်ဥပမာ gym ဆော့တယ်လို့ပဲဗျာနော် gym trainer ကဥပမာပေါင်100ရှိတဲ့အလေးကို तू မားနိုင်တယ်ဆိုလို့ရှိရင်သူဒီမှာလာဆော့တဲ့ဒီ trainer ကို तू ကဘာလုပ်ပြန် तू မားပြနေရမှာမဟုတ်ဘူး trainer ကိုမားခိုင်းဟိုလေ့ကျင့်တဲ့လူကိုမာခိုင်းရမှာလာလေ့ကျင့်တဲ့လူကိုမာခိုင်းရမှာအဲ့ဒါမှ तू body တက်မှာကိုကလေ့ကျင့်ပြီးတဲ့လူကိုကပဲထိုင်မာနေရဆိုရင်ကိုပဲဗလာတက်လာဖို့များတယ်ဗလာတက်လာဖို့ဒါသိကြတယ် तू ကတော့ကြည်နေုံနဲ့တော့ရမှာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော် speaking တန်းမှာဆိုလို့ရှိရင်ကိုယ်တိုင်လာပြီးတော့ဝင်ရောက်ပြီးပြောရတယ်အဲ့ဒါကြောင့်မို့သင်တန်းကိုပုံမှန်တက်ပါပေါ့เนาะ15ရက်စာ16ရက်စာဒီရက်လေးကိုပေါ့တစ်ရက်မှ2နာရီပဲသင်တာဗျာเนาะ2နာရီပဲလေ့ကျင့်ပေးတာအဲ့ဒါကိုလာပြီးတော့လာတက်ပေးရမယ်ဒီလိုမှမတက်နိုင်ဘူးဆိုလို့ရှိရင်တော့သိကြရတာဒီပညာနဲ့ဒီပညာကိုသင်လက်ခံရရှိဖို့အတွက်ပေါ့နော်လုံလောက်တဲ့အချိန်နော်လုံလောက်တဲ့ဇွဲသိမှမရှိသေးဘူးအဲ့တော့မရသေးဘူးအဲ့တော့မလုပ်လို့မရတာဒါကတော့ပြောရင်လောကကြီးတရားတယ်ပေါ့နော်အဲ့တော့တေချာလေ့ကျင့်ရမယ်ပြီးတော့ကျွန်တော်သင်တန်းကပေါ့နော်ဥပမာလူက6ယောက်နဲ့9ယောက်ကြာရှိတယ်ပေါ့နော်လောလောဆယ်ကိုပြောတာပေါ့နော်6ယောက်နဲ့9ယောက်ကြာရှိတဲ့အချိန်မှာဘယ်လိုရှိလဲဆိုတော့ဘိုင်ဝမ်သင်တာမဟုတ်တဲ့အတွက်ပေါ့နော်အများနဲ့လေ့ကျင့်ပြီးတာအနည်းဆုံး6ယောက်အများဆုံး9ယောက်အဲ့လောက်ရှိမယ်ဆိုတဲ့နေရာမှာပေါ့နော်ဘိုင်ဝမ်လေ့ကျင့်ပြီးတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စာကြောင်းမဟုတ်လေကိုကစဉ်းစားကြီးပြောရမှာပေါ့နော်ဥပမာသူနဲ့ကိုယ်နဲ့စကားပြောနေဆိုလို့ရှိရင်အော်ငါဆိုရင်ရောဘယ်လိုပြောလိုက်မလဲဒါဆိုလို့ရှိရင်ငါလည်းအဆင်ပြေတယ်ဆိုပြီးကိုကစဉ်းစားရမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဘာလို့ပြောရလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့
အတန်းမှာစာမွဲအောင်တဲ့လူတွေပဲဖြစ်ဖြစ်ကြာဝါရလူတွေပဲဖြစ်ဖြစ်ပေါ့နော်သူဘာကြောင့်ကြာရလဲနော်ဘာလိုအပ်တာရှိလဲဆိုရင်သူတို့များများအချိန်ပေးပြီးလေ့ကျင့်ပေးပါပေါ့နော်ဥပမာမီးနေဆိုလဲများများမေးပေးပါစာတွေဆိုလဲများများလေ့ကျင့်ပေးပါဆိုရင်မဲ့ကျွန်တော်ကတင်တန်းမှာထားပါတော့လူက6ယောက်ပဲရှိတဲ့အချိန်မှာကိုယ်စာကြောင့်မဟုတ်လေကိုယ်မေးတာမဟုတ်ပဲလေကိုကမေးရမယ်ဥပမာပေါ့နော်ကဲဟုတ်ပြီစားပါဆိုတဲ့ဟာကိုဂျပန်လိုဘယ်လိုပြောလဲဒါပဲတဲ့ခုတာဆိုင်โอเคဟုတ်ပြီကဲနောက်တစ်ယောက်ကိုထပ်မေးမယ်မသွားနဲ့ဆိုတော့ဘယ်လိုပြောမလဲဤကနိုင်တဲ့ခုတာဆိုင်ပေါ့နော်ကဲနောက်တစ်ယောက်ထပ်မေးတယ်မထွက်နဲ့ဆိုလို့ရှိရင်ဒဲနိုင်တဲ့ခုတာဆိုင်ပေါ့နော်အဲ့တော့ကိုယ်လက်ညှိုးထိုးပြီးမေးမှကိုကစဉ်းစားမှာမဟုတ်ဘူးပေါ့နော်သူများကိုမေးတဲ့စလုံးဆိုလို့ရှိရင်လည်းကိုကစဉ်းစားရမယ်ဒီမှာခုနပြောသလိုပေါ့နော်စာများများမေးပေးပါဆိုတော့ကျွန်တော်ဘာထပ်ပြောချင်လဲဆိုတော့ကျွန်တော်တို့တွေကအခုကဘယ်လိုဖြစ်နေလဲဆိုတော့ခိုင်းမလုပ်တဲ့ပုံစံတွေဖြစ်နေတယ်ပေါ့နော်ခိုင်းမလုပ်တဲ့ပုံစံတွေဖြစ်နေတယ်အဲ့ဒါကြောင့်လဲပေါ့နော်ကိုပိုင်စီးပွားရေးလုပ်တဲ့လူနဲ့လကစားဝန်ထမ်းလုပ်တဲ့လူတွေကပေါ့နော်ဘာကြောင့်တိုးတက်မှုလေးကွာလဲဆိုတော့ပေါ့နော်ဒါများသောအားဖြင့်ပြန်မြောက်ပြောတာနော်အကုန်လုံးကျွန်တော်မဆိုလို့လစာကောင်းတဲ့လုပ်တွေလည်းအများကြီးရှိတယ်ပေါ့နော်ဘာလို့လကစားသမားတွေကပုံမှန်ဘဝလေးနဲ့ပဲကျင်လည်နေရလဲဆိုလို့ရှိရင်သူတို့ကသူများခိုင်းမှာပုံမှန်လေးပဲလုပ်တယ်အော်ငါ့ကိုဒါလာခိုင်းလိုက်ငါဒါပဲလုပ်မယ်ဒါလွယ်တယ်ဗျာသလားသူများခိုင်းတာလောက်ကတာအရန်လွယ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒါလို့လို့ပြောတာဖြစ်တဲ့အတွက်ကျွန်တော်ဒါလေးလိုက်လုပ်ပေးလိုက်ကျွန်တော်တို့ကအဆင်ပြေပြီဒါပေမဲ့ကိုခိုင်းရမယ်ပေါ့နော်ဒါစာရေးဆရာတော်တော်များများလည်းပြောတယ်ပေါ့နော်ဒါသူများခိုင်းမှမလုပ်ပါနဲ့ကိုခိုင်းပါဆိုတဲ့အတိုင်းပဲပေါ့နော်ကိုခိုင်းရမယ်နော်ကိုကလုပ်ရမယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမလုပ်ဘူးနော်ကိုမခိုင်းချင်ဘူးဗျာမခိုင်းချင်ဘူးဆိုတော့အခုဘာလုပ်ရမယ်ဆိုရင်တင်တန်းသွားတက်ပြီးတော့ဆရာခိုင်းတဲ့သင်ခန်းစာကိုတေချာလုပ်ရမယ်ဟုတ်ပြီအဲ့တော့ကိုခိုင်းမဲ့လူကရှိနေပြီနော်လုပ်ခိုင်းတာတော့မှနော်လေ့ကျင့်ရမယ်ဒါလေ့ကျင့်ရမယ်လို့ပြောတာတော့မှမလုပ်ဖြစ်ဘူးဆိုလို့ရှိရင်တော့စဉ်းစားကြည့်ပေါ့နော်ကိုလည်းမခိုင်းဘူးသူများခိုင်းရင်လည်းမလုပ်ဘူးဆိုလို့ရှိရင်ဟာလားနော်ဘယ်လိုဖြစ်နေမလဲနော်ကနန်းဖြစ်နေမယ်နော်ဘေးသွားနေမယ်ပေါ့နော်သူများရင်တက်သွားနေမှာကနန်းကဘေးသွားတယ်ပေါ့နော်အဲ့တော့သူများရင်တက်သွားရင်ရှေ့ရောက်မဲ့နေရာမှာတင်သွားကျင်တာတက်တဲ့အတိုင်းပဲဘာလုပ်လဲနော်တက်မသွားဘူးတစောင်းကြီးသွားနေဆိုရင်တော့တင်ရဒါကန့်လန့်တိုက်နေတဲ့လူနဲ့အတူတူပဲပေါ့နော်အဲ့တော့တင်ရသူများကိုကန့်လန့်တိုက်တာမဟုတ်ရင်တော့ဒါကိုကန့်လန့်တိုက်နေရပဲဂျပန်သွားခြင်းနဲ့ဂျပန်စာရေးကျွမ်းကျင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဒါပေမဲ့ကန့်လန့်သွားနေရစာမလုပ်ဘူးဆိုလို့ရှိရင်တော့တင်အောင်မြင်မှာမဟုတ်ဘူးပေါ့နော်နောက်တစ်ချက်ကဘာရှိသေးလဲဆိုတော့ကျွန်တော်တွေကအစ်စ်တွေပဲလေ့ကျင့်ကြတယ်နော်စာအစ်စ်တွေပဲဥပမာအထွေအသုံးပြုတဲ့ဝေါ်ဟာရဆိုတာရှိတယ်နော် essential use ပေါ့နော်အဲ့ဒါတွေအထွေအသုံးပြုရတဲ့ဝေါ်ဟာရတွေဆိုတာရှိတယ်အဲ့ဒါဘာလဲဆိုဥပမာသွားသည်လာသည်ပြန်လာသည်စားသည်တောက်သည်အိတ်သည်ပေါ့နော် N5 N4 က B နေတယ်ဒါကြီးရှိတယ်ပြီးတော့စကားပြောတဲ့အခါကျလို့ရှိရင်စကားပြောကျွမ်းကျင်နေဆိုရင်တိတ်များဆလေ့ကျင့်စရာမလိုဘူးနော်10မျိုးလောက်ပဲရှိတယ်နော် grammar ပုံစံစကားပြောပုံစံ10မျိုးလောက်ပဲရှိအဲ့10မျိုးတင်ချာကျွမ်းကျင်နေဆိုရင်စကားပြောလို့ရပြီပေါ့နော်အဲ့ဒါဘာလဲဆိုတော့ plain form ပြောင်းတတ်ရမယ်9 form ပြောင်းတတ်ရမယ်10 form ပြောင်းတတ်ရမယ်တ form ပြောင်းတတ်ရမယ်ခါနိုခဲကန် form ပြောင်းတတ်ရမယ်ပြီးသွားလို့ရှိရင်ဥခဲမိခံရသည်ပေါ့နော်ရှီရဲခိခိုင်းစီသည်ဥခဲမိရှီရဲခိနော်စေခိုင်းချင်းခံရသည်ပေါ့နော်အဲ့တော့ဒီ10မျိုးလောက်ကိုတင်ပြောင်းတတ်တယ်ဆိုလို့ရှိရင်ဒါစကားပြောဖို့အတွက်ကိုအဆင်ပြေပြီဒါပေမဲ့ဘာရှိလဲဆိုတော့အခုတင်တန်းလာတဲ့လူတွေပြချို့ဆိုရင် N3 ရောက်နေကြပြီဒါပေမဲ့ကျွန်တော်က N5 N4 စာတွေကိုပဲပြန်ပြီးတော့ပေါ့နော်ဒါလေ့ကျင့်ပြီးတဲ့စကားပြောတဲ့အခါကျရင်ပေါ့နော်ရာဇာကြီးနေဟိုးကိုကျွန်တော်အသုံးချပြီးတော့ဘလို့ပြောတင်နေပေါ့နော်ဒါလေးကျွန်တော်လေ့ကျင့်ပြီးတဲ့အခါမှာအော်ဒါတွေကငါတို့သိပြီးသားတွေပဲငါတို့ကအစ်စ်တွေပဲလိုချင်တာအစ်စ်တွေပဲလိုချင်တာလို့အကောင်လုံးကစဉ်းစားကြတယ်ပေါ့နော်ဒါပေမဲ့ဥပမာပေါ့နော်တင်ကအမြဲတမ်းပုံမှန်စားနေတဲ့အရာမြန်မာပြည်မှာဆိုလို့ရှိရင်ပေါ့နော်ဆန်ဒါပေါ့ဥပမာနိုင်ငံခြားမှာဆိုရင်စပါဂက်တီခောက်ဆွဲတို့ဘာလို့ရှိမယ်ပေါ့နော်ဆန်ဂျုံပြောင်းပေါ့နော်ခောက်ဆွဲရှိမယ်ဂျုံမုတ်ရှိမယ်ဆန်ရှိမယ်ဒါအခြေခံစားတဲ့အစားအစာတွေအဲ့တော့ဘယ်ဟာမဆိုဒီဟာတွေကိုပဲအခြေခံအသုံးပြီးချက်မယ်နေမှာတင်ကဘာကြီးသွားရှာနေလဲဆိုတော့เนาะစိတ်သားတို့မြင်းသားတို့ဟုတ်လားเนาะပြီးတော့ထားပါတော့ဟုတ်လားကြောက်ပစုံကြီးတို့เนาะတင်ကဒါတွေကိုစားခြင်းနေဆိုလို့ရှိရင်ဒီကောင်တွေကတစ်ခါတလေမှရမယ်ဟာတွေတစ်ခါတလေမှသုံးမယ်ဟာတွေကျွန်တော်တို့အတွက်အဓိကအခြေခံအစားအစာဖြစ်တဲ့ဆန်ဂျုံပြောင်းဒါကိုအဓိကထားပြီးလေ့ကျင့်ရမှာကျွန်တော်ဒါကိုဘာလို့ဥပမာပေးရလဲဆိုရင်ကိုကအခြေခံအသုံးပြုမဲ့ဟာတွေ N5 N4 ကမီနစ်တွေကိုတေချာလေ့ကျင့်ရမယ် grammar တွေကိုလေ့ကျင့်ရမယ်ဆိုတဲ့နေရာမှာအဲ့ဒါတွေကိုမလေ့ကျင့်မင်းနဲ့အဲ့ဒါတွေကိုမကျွမ်းကျင်သေးပဲနဲ့ရတော့ရတယ်မကျွမ်းကျင်သေးဘူးပေါ့နော်မကျွမ်းကျင်သေးပဲနဲ့စာအသစ်တွေကိုသွားပြီးလေ့ကျင့်နေ N2 grammar N1 grammar ပို့ပြီးတော့ဟာလာအသုံးလုံးရှားတဲ့စကားလုံးတွေကိုသွားပြီးလေ့ကျင့်ခြင်းနေသိကျင်နေရဆိုရင်သိကျင်တာတော့ကောင်းပါတယ်ဝါဟာရကျွယ်ဝလေဒါကိုကများများအသုံးချနိုင်လေပဲဒါပေမဲ့အခြေခံဟာလေးတော့သိရမယ်ဥပမာဒါပေါ့နော်တက္ကသိုလ်ဝင်တန်းတက်ဖို့အတွက်ဆိုလို့ရှိရင်အနည်းဆုံးတော့မူလာတန်းအလေတန်းအထက်တန်းဒါကိုအောင်ရမယ်ဟုတ်လားမူလာတန်းအလေတန်းအထက်တန်းမအောင်သေးဘဲနဲ့ကျွန်တော်တို့သွားကျင်တာတက္ကသိုလ်ဒါပေမဲ့ဘာရှိလဲနော်ကာကြီးခါကွေ ABCD မရသေးဘဲနဲ့ဘာကြီးသွားလေ့လာနေတယ်နော်တက္ကသိုလ်ကစာရေးလေ့လာနေဆိုအဆင်မပြေဘူးဘာလို့လဲဆိုတော့အခြေခံခံရမယ်အဲ့တော့အခြေခံနဲ့ပတ်သက်တာတွေကိုတေချာလေ့ကျင့်ရမယ်အကုန်လုံးကအသိကြီးပဲလိုချင်တဲ့အချိန်မှာဒီအောက်ကအခြေခံကျတော့မပိုင်သေးဘူးရှေ့ဟောက်သွားနေဆိုရင်เนาะအခုငလင်းနေလှုပ်တယ်လို့ပဲအခြေမခံတော့ဘာဖြစ်လဲလှုပ်လိုက်တဲ့အခါကျရင်ပြိုကုန်တာပေါ့เนาะအဓိကတော့အခြေခံခံရမယ်နီးစနစ်ကောင်းရမယ်ပေါ့เนาะဒါကိုအဓိကလေ့ကျင့်ရမယ်ကျွန်တော်ရဲ့သင်တန်းမှာဆိုလို့ရှိရင်เนาะဒါတ
တင်တာပေါ့နော်ဒီနေ့ဒီဟာကိုတင်လိုက်တယ်နောက်ရက်နောက်တစ်ခုတင်မယ်ဆိုလို့ရှိရင်အဲ့နောက်တစ်ခုကိုမစခင်ပါကျွန်တော်ရှေ့ကတင်ခဲ့တဲ့အဟောင်းကိုပေါ့နော်နိုင်ဝက်လောက်ကျွန်တော်ပြန်ပြီးတော့ပြန်နှွေးပေးတယ်ဘာလို့နှွေးပေးလဲဆိုတော့အမြဲတမ်းအစ်စ်ကြီးပဲလာနေရဆိုတဲ့အခါကျလို့ရှိရင်အစ်စ်ကြီးပဲလေးလာပြီးတော့အဟောင်းကကြံခဲ့ရောအဲ့တော့ဘာဖြစ်လဲဆိုတော့တကယ်ကောင်းမွန်တဲ့တင်ရိုးရှိရမယ်ဆိုလို့ရှိရင်အဟောင်းတွေကိုလည်းပြန်ပြီးတော့အသုံးချနိုင်အောင်လေ့ကျင့်နိုင်အောင်လို့ဒီအစ်စ်တွေမှာလည်းပြန်ထည့်ပေးရမယ်ပေါ့နော်ဒါမှအဆင်ပြေလိမ့်မယ်အဟောင်းကတော့မလေ့ကျင့်ရင်တော့အစ်စ်ကြီးပဲအစ်စ်တွေကြီးပဲလိုချင်နေဆိုရင်ဘလို့မှအဆင်မပြေဘူးပေါ့နော်အဲ့တော့ကျွန်တော်အဟောင်းလေးတွေကိုလည်းပြန်ပြီးဆွဲခေါ်ရမယ်ဒါမှအဟောင်းလေးတွေကပြန်ပါလာမှအဆင်ပြေမယ်ခန်းကြီးနဲ့ဥမာပေးရမယ်ဆိုရင်ဗျအခုဆိုတင်ရ N3 ရောက်သွားပြီ N3 ခန်းကြီးတွေပဲလေ့ကျင့်နေတယ် N5 ခန်းကြီးလေးကတော့ယာမာတို့ခါဝါတို့တော့ရပါတယ် N4 ခန်းကြီးမှာရှိတဲ့ဟာတွေတင်မရဘူးဆိုလို့ရှိရင် N3 ရဟာတွေတင်လေ့လာနေလေ4ခန်းကြီးတွေပြန်ပါတဲ့အခါကျရင်တင်စာမဖတ်နိုင်တော့ဘူးနားမလဲတော့ဘူးအဲ့လိုတွေဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့မခိုင်းရင်မလုပ်ကြတဲ့ကျွန်တော်တို့တွေပေါ့နော်မခိုင်းရင်မလုပ်ကြတဲ့ကျွန်တော်တို့တွေဥမာဒါဒီဗီဒီယိုကြည့်နေတဲ့လူမှမဟုတ်ဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပဲကျွန်တော်မခိုင်းလို့ရှိရင်ပေါ့နော်ပြောရရင် deadline မနီးခင်နော်လုံးဝမဲ့ရွေချက်မရှိရင်မလုပ်ချင်ဘူးဆိုလို့ရှိရင်တော့ဒါအဆင်မပြေဘူးပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုယ်ခိုင်းအောင်နော်ကိုကလည်းလုပ်ချင်အောင် pressure ရှိအောင်တင်ထဲမှာသွားတက်သူပေးတဲ့ဟာလေးတေချာလေ့ကျင့်နော်ဘာဖြစ်လဲဆိုတော့ဒီခါလေးကြလို့ရှိရင်လည်းနီးစနစ်ကလိုတယ်ဗျနော်ဥပမာဟလာရန်ကုန်ကနေမန္တလေးသွားဖို့အတွက်ကိုဒါလမ်းကြောင်းရှိရဗျာနော်မြန်မြန်သွားခြင်းနေဆိုရင်ဘာလုပ်ကြမလဲလေမြန်နဲ့သွားရမယ်နော်ဒီထက်မြန်ခြင်းနေဆိုရင်ကားဒီထက်မြန်ဟိုပုံမှန်သွားခြင်းနေဆိုရင်ဒါယထာတက်နေတာဘာရှိမလဲစပိန်နဲ့နေတာဘာရှိမလဲလမ်းလျှောက်တာအဲ့တော့တင်ကဘလို့သွားမလဲမြန်မြန်ရောက်ရှင်တာမြန်မြန်ရောက်ရှင်နေဆိုရင်အချိန်လေးတေချာပေးပြီးတော့ class မှာတက်ပြီးတော့လိုအပ်တဲ့ပုံစံနဲ့ဟာလာတင်ရိုးတစ်ခုကိုလေ့ကျင့်ပြီးတော့အောင်မြင်အောင်ကြိုးစားပြီးတော့ကိုယ်စကားပြောခြင်းတဲ့ဟာကိုတေချာရအောင်လုပ်ပေါ့နော်အင်တာဗျူးဖြေခြင်းတဲ့ဟာဂျပန်သွားခြင်းတာပေါ့နော်အဲ့ဒါမှအဆင်ပြေလိမ့်မယ်အဲ့လိုမှကိုမခိုင်းမင်းနဲ့ရတယ်ကွာငါပဲအဆင်ပြေအောင်လုပ်မယ်ဆိုလို့ရှိရင်တော့တင်ဘလို့မှအဆင်မပြေနိုင်ဘူးပေါ့နော်ဒါပေမဲ့လေဒါအကြောင်းမျိုးကြောင့်ကိုမှဟိုအခက်အခဲတွေရှိရဲဆိုလို့ရှိရင်ပေါ့ဗျာဒါစကားပုံလေးနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့တနည်းတလန်ပကံဘေရွေးပေါ့နော်အမြဲတမ်းပုံမှန်လေးလှုပ်သွားမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီတိုင်းပဲမတင်လဲမတင်ဘူးလေလဲမလေလာဘူးတက်လဲမတက်ဘူးဆိုလို့ရှိရင်တင်လဲမတက်ဘူးဆိုလို့ရှိရင်ကိုကဒီမှာပဲရက်နေရဆိုရင်တေးကြတယ်တိုးတက်လာနိုင်ဖို့အကြောင်းကတော့ဒါအလွန်ကိုနည်းလိမ့်မယ်ပေါ့နော်အဲ့တော့စူးစမ်းကြပါနော်သိချင်တာရှိရဲဆိုလို့ရှိရင်ကိုမမေးခဲ့ပြီးလို့ရပါတယ်စကားပြောလေ့ကျင့်ခြင်းနေဆိုလို့ရှိရင်လည်းကျွန်တော်အစီမှာလစဉ်လာတိုင်းတန်းခွဲသစ်တွေဖွင့်နေပါတယ် YouTube Facebook ပေါ့နော် YouTube ကနေဆိုရင်တော့စာပြန်လို့မရအောင်ဆိုတော့ပေါ့နော် reply မဲ့ပြန်လို့ရရဆိုတော့ Facebook ဖြစ်ဖြစ် Telegram ဖြစ်ဖြစ်အချိန်မြွေကြိုက်တဲ့နေရာနေပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်နော် Viber ကနေမေးမြန်းခြင်းနေဆိုတော့ရပါတယ်ကျွန်တော်တင်တဲ့ဖုန်းနံပါတ်ရှိပါတယ်ပေါ့နော်အဲ့ရနေပြီးတော့စုံစမ်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ဗျာ Bye bye